ချိန်ရောက်လာပြီနှလုံးခုန်သံမြန်လာပြီနံပါတ်တွေစဉ်းစားပြီးမထွက်လဲထထိုးမယ်ပြီမနက်ကမိန်မပြောတယ်မထိုးနဲ့တော့ပိုက်ဆံကုန်ဒါပေမဲ့စိတ်ထဲမှာတော့ကံကောင်းမယ်ထင်နေတော့ဆိုတာကံလို့နိုင်ရင်တော့မိုးပေါ်တက်မနိုင်ရင်တော့နောက်နေ့အထိခဏမဲ့ထိုင်စင်လာတဲ့တစ်ခါထိုးမထွက်ဘူးတစ်ခါထိုးမထွက်ဘူးသုံးခါထိုးမထွက်လဲနောက်တစ်ခါထွက်မယ်လို့ပြောတော့တွေကလည်းရှုပ်ဘိုးတော်စီသွားပြီးတော့ဝေးအဖကိုကပ်ပြီးတော့မေးဘယ်ကနမ်းများထွက်မလဲအဖလေးပဲညွေတွေ့ရင်တငါးတွေ့ရင်တုံညာတညာလုံးလဲတွက်ချက်နေရပတိနဲ့ဩကွက်ရွေးလိုက်တာဒီတခါတော့ပေါက်ပြီးထင်တာ